တော့မဖြစ်တဲ့ကိစ္စတွေကလွယ်ပြီးတော်တော်များများကိုကျွန်တော်တို့တန်ကြီးခံပြီးကျွန်တော်တို့ရှောင်ရှားနေခဲ့ပါတယ်အခုနေမှာတော့ကျွန်တော်တို့ရိုဟင်ဂျာနဲ့ပတ်သက်တဲ့သဘောထားကိုကျွန်တော်တို့အတိနဲ့မပြောပါမယ်ရိုဟင်ဂျာဒီကျွန်တော်တို့တိုင်းရင်းသားလုံးဝမဟုတ်ပါဘူးအခုဖြစ်နေတဲ့ဘူးသီးတောင်မောင်းတော်ကိစ္စဒီနေဆက်ကနေတရားမဝင်ဖြတ်ကျော်လာတဲ့ဝင်ရောက်လာတဲ့ရိုဟင်ဂျာများနဲ့ပြည်ပသွေးထိုးလှုံ့ဆော်မှုတွေပါနေတယ်လို့ပဲကျွန်တော်တို့မြင်ပါတယ်အဲ့တော့နိုင်ငံတကာနိုင်ငံကြီးတွေအနေနဲ့လည်းပဲမြန်မာနိုင်ငံရဲ့အခြေအနေမြန်မာနိုင်ငံရဲ့တိုင်းရင်းသားတွေပြဿနာကိုကောင်းစွာနားလည်သိကျွမ်းခြင်းမရှိဘဲနဲ့ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ပြောဆိုနေကြတာတွေဟာကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုတိုက်ရိုက်ထိခိုက်တယ်လို့ပဲကျွန်တော်တို့သတ်မှတ်ပါတယ်မျိုးရိုးဗီဇအရာရောယဉ်ကျေးမှုအရာရောဘာသာစကားဓလေ့ထုံးတမ်းများအရာရောကျွန်တော်တို့နိုင်ငံတွင်းမှာနေထိုင်နေတဲ့တိုင်းရင်းသားမျိုးနွယ်စုများနဲ့လုံးဝပတ်သက်ခြင်းမရှိပါဘူး